ဒီနေ့ထိုင်းနဲ့ UAE နဲ့ဘယ်လိုကွာခြားလဲဆိုတော့ကျွန်တော်အမြင်ပြပြမယ်။ဘာကွာလဲဆိုတော့ထိုင်းဒီကျွန်တော်မြန်မာနိုင်ငံနဲ့ဘေဂျင်းကအိန္ဒိယနိုင်ငံဖြစ်တဲ့အဝင်အထွက်လွယ်တယ်။ပြီးရင်နောက်တစ်ခုကကျွန်တော်ထိုင်းကကျွန်တော်မြန်မာလူတွေကိုအဓိကခေါ်ပြီးတော့လုံသားအင်အားနဲ့သုံးစွဲနေရတာဖြစ်တဲ့အတွက်ထိုင်းမှာကျွန်တော်နိုင်ငံလူမျိုးတွေအတွက်အလုပ်လုပ်ခွင့်ရအောင်လုပ်လို့ရတဲ့ option တွေအများကြီးရှိတယ်။တရားဝင်တွေရောတရားမဝင်တွေရောလုပ်လို့ရတဲ့ option တွေရှိတယ်။ပြီးတော့အဲ့ဒါကြောင့်ကျွန်တော်နိုင်ငံလူတွေကထိုင်းကိုသွားဖြစ်တယ်လို့ကျွန်တော်မြင်တယ်။နောက်တစ်ခုကဒါပေမဲ့ထိုင်းမှာကရေရှည်အလုပ်လုပ်မယ်ဆိုလို့ရှိရင်ထိုင်းစကားတက်သွားရင်ထိုင်းစကားတက်သွားရဲဆိုရင်ထိုင်းနိုင်ငံမှာပဲအလုပ်လုပ်နေလို့ရပဲတခြားနိုင်ငံထပ်ပြီးကူးဖို့အတွက်အဆင်မပြေဘူး။ဘာကြောင့်လဲဆိုတော့ဘာသာစကားအခက်အခဲကြောင့်ထိုင်းစကားတမျိုးတည်းတက်အောင်လည်းတခြားနိုင်ငံတွေမှာအလုပ်လုပ်မရဘူး။ကျွန်တော် UAE ပေါ့ UAE ဒီMiddle East ဖြစ်တဲ့အတွက်အင်္ဂလိပ်လိုပြောရတယ်။လုပ်ငန်းခွင်တွေအကုန်လုံးကတကယ်experience ယူလို့ရတဲ့လုပ်ငန်းခွင်တွေကြီးပဲဒီမှာဒီက experience ပါလာလို့ရှိရင်ကိုယ်မှာအရေးချင်းရှိသလောက်ဒီထက်ပိုပြီးကြီးတဲ့နိုင်ငံတွေကိုသွားလို့ရတယ်အခွင့်အလမ်းတွေလည်းအများကြီးပဲဆိုတဲ့အခါကျတော့အဲ့ဒါကြောင့် Middle East ကိုရွေးဒူဘိုင်းဘက်ကိုရောက်လာတဲ့လူတွေများတယ်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ထိုင်းမှာရတဲ့လစာနဲ့ UAE မှာရတဲ့လစာသည်ပထမဆုံးတစ်နှစ်မှာတော့အတူတူပဲရောက်ချင်းပထမဆုံးတစ်နှစ်မှာတော့အတူတူလောက်ပဲလို့ထင်ရတယ်။ထိုင်းမှာလာလာရတဲ့သူဒီဘတ်1000ခွဲလောက်ပြရတယ်။တဲ့1000ခွဲဆိုလို့ရှိရင်မြန်မာငွေနဲ့ပြောလို့ရှိရင်15သိန်းဝန်းကျင်ပဲ။ဂျိုကြီးကလူတည်တယ်ပြန်ပြခြင်းအပြင်ဈေးစကားအကုန်လုံးကိုဂျိုကြီးမှာတလားလာစားရတဲ့လာစားပထမဆုံးနှစ်မှာရတဲ့လာစားပေါ့ဈေးစကအကုန်လုံးကိုချုံပြီးထွက်လာရင်မကြံအောင်ဆိုရင်15သိန်းနဲ့ဆိုတော့ကျန်တယ်အဲ့တော့ပြန်ပြခြင်းကအတူတူလောက်ပြီးပါပဲသို့ပေမဲ့ UAE ကိုရောက်လာတဲ့သူဒီကျန်တဲ့နိုင်ငံတွေကိုဆက်ပြီးသွားဖို့အတွက်အခွင့်အလမ်းတွေအများကြီးရှိတယ်ကိုကြိုးစားရင်ကြိုးစားသလောက်လုပ်လို့ရတဲ့အလုပ်တွေလည်းအများကြီးပဲအဲ့ဒါကြောင့်ကျွန်တော်ခုနောက်ပိုင်းလူငယ်တွေက UAE ကိုရွေးရခြင်းဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်း UAE ကိုကျွန်တော်ရွေးရအဲ့ဒါကြောင့်ပဲရွေးလိုက်တာဒီနိုင်ငံမှာကျွန်တော်တို့တနေ့နှစ်နှစ်လောက်ဒုက္ခခံပြီးတော့အကောင်းဆုံး experience ကိုကောင်းကောင်းယူနိုင်တယ်ဆိုလို့ရှိရင်ကိုကြိုက်တဲ့နိုင်ငံကိုကြိုက်တဲ့ level ကိုထပ်ပြီးရွေးချယ်ခွင့်တွေအများကြီးပဲရှိတယ်အဲ့အချက်ကိုအဓိကသဘောကျတယ်အဲ့ဒါကြောင့်ကျွန်တော်တော့ဒီခုနောက်ပိုင်းလူငယ်တွေအများစု UAE ကိုရွေးရထားတော့ပဲကျွန်တော်ထင်တယ်ပြီးရင်နောက်တစ်ခုထိုင်းကိုလုံးဝသဘောမကျခြင်းအကြောင်းရင်းဒီထိုင်းနိုင်ငံကမြန်မာနိုင်ငံသားတွေကိုသိပြီးတော့ respect မရှိဘူးလို့ခံစားရတယ်အထူးသဖြင့်ကျွန်တော်တို့ပညာတတ်လူရန်သားတွေအပေါ်ပိုပြီး respect မရှိဘူးကျွန်တော်မြန်မာနိုင်ငံရဲ့ပညာတတ်လူရန်သားတွေအပေါ်မှာပိုပြီး respect မရှိဘူးလို့ခံစားရတယ်ကျွန်တော်တို့တို့ကဒုက္ခတစ်ခုလိုမျိုးမြင်လာတဲ့အမြင်ကိုကျွန်တော်သဘောမကျတဲ့ကြောင့်ကျွန်တော်ထိုင်းကိုကျွန်တော်သဘောမကျဘူးကျွန်တော်တို့နိုင်ငံမှာသွားရေးအလုပ်လုပ်တာဒီသူတို့သွားပြီးဒုက္ခပေးတာမဟုတ်ဘူးသူတို့ချီကတန်ကြီးယူပြီးကျွန်တော်တို့ရဲ့လုပ်အားတွေကိုသွားပြီးရောင်းကြတာဒါပေမဲ့သူတို့ရဲ့အမြင်ကကျွန်တော်တို့ကိုသူတို့ချီမှာလာပြီးလောက်ကင်စားတော့တဲ့နိုင်ငံမဲ့လူမျိုးတွေပုံစံမျိုးဆက်ဆံတာကြီးကိုကျွန်တော်သဘောမကျဘူးထိုင်းနိုင်ငံရဲ့ရဲရဲ့အမြင်မှာလည်းမြန်မာနိုင်ငံသားတွေကိုတွေ့လိုက်တာနဲ့ဒါသူတို့ရဲ့ရားပေါက်ကြီးလို့မြင်နေတာကြီးကိုကျွန်တော်သဘောမကျဘူးအဲ့ဒါကြောင့်ကျွန်တော်ထိုင်းမှာကျွန်တော်မနေချင်တာလည်းပါတယ်ပြီးရင်သူတို့နိုင်ငံကနေပြီးတော့တခြားနိုင်ငံဆက်သွားဖို့အတွက်ကလည်းဖက်ရိုက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကြည့်ရတော့ကတခြားနိုင်ငံကိုဆက်သွားဖို့အတွက်အခွင့်အလမ်းကတော်တော်နေတယ်တော်တော်ကြီးကိုရွှေ့တွေလုပ်ငန်းတွေအများကြီးဆက်လုပ်လာတယ်ငွေကုန်ကြေးကြတွေလည်းအများကြီးလို့ဖြစ်တယ်အဲ့တော့ကျွန်တော်အဲ့ option ကိုကျွန်တော်သဘောမကျဘူးနောက်တစ်ခုကvisa နဲ့ DTV visa အကြီးအကျယ်နေမယ်ဆိုလို့ရှိရင်လည်းအရန် series ကများပြီးတော့ရတဲ့ငွေကဘယ်လောက်မှမဟုတ်ဘူးအဲ့ဒါကြောင့်လည်းကျွန်တော်သဘောမကျဘူးအဲ့တော့ကျွန်တော်ကတော့ Middle East ကိုသဘောကျတာကတော့ခုနကကျွန်တော်ပြောသလို English လိုပြောရဲ experience ကောင်းကောင်းယူရတယ်ရတဲ့လာတာဒီ proposal နှစ်မှာတော့အများကြီးတော့မဟုတ်ဘူးပဲလေဒီက experience တွေယူပြီးတော့တခြားဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အများကြီးအခွင့်အရေးအများကြီးဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်ကတော့ UAE ကိုစဉ်းစားတာကတော်တော်များများအတွက် UAE ဒီခီးတစ်ထောင်နာပြီးတော့
experience ရှာတဲ့နေရာအလုပ်ခဏလုပ်တဲ့နေရာလို့ပဲကျွန်တော်မြင်တယ်စင်ကာပူကကျတော့အခုနောက်ပိုင်းကအရန်ကြက်လာတယ်လို့ကျွန်တော်ကြားရတယ်ကျွန်တော်မြင်တဲ့လောက်ပေါ့လေဒါပေမဲ့အများကြီးတော့ကျွန်တော်နားမလည်ဘူးကျောင်းနဲ့သွားပြီးတော့မှအလုပ်ဘက်ကိုပတ်တိုင်းပိုင်းပြန်ကူရအလုပ်ရှာရအလုပ်ပြန်လုပ်တဲ့လူတွေများလာတယ်ငကို experience မှာနေခဲ့ဘူးတဲ့ experience ရှိတဲ့လူတွေတော့အဆင်ပြေရလို့ထင်တာပဲဒါတော့မှသူတို့မှလည်းနိုင်ငံအပြင်ပြန်ထွက်လိုက်ပြီးအထဲဝင်လိုက်နေအိမ်မှာသူတို့ရဲ့စာရွက်စာတမ်းကိစ္စတွေနဲ့immigration ကိစ္စတွေနဲ့တော်တော်ကြီးချွတ်တင်လုပ်ရတဲ့ကိစ္စတွေအများကြီးပဲထွက်လာတယ်ပေါ့လေအဲ့တော့ကျွန်တော်မြင်တာကတော့တကယ်လို့ကိုယ်မှာအနာဂတ်မျှော်လင့်ချက်တွေအများကြီးရှိတဲ့နိုင်ငံကြီးကိုတွားကျင်တယ်ဆိုလို့ရှိရင်တော့ middle age ကိုအဓိကလာပြီး experience လိုက်ပါဒါပေမဲ့တစ်ခုတော့ရှိရလိမ်ပါဖို့လိုတယ်အဲဒါဆိုတော့တော်တော်များများကကျွန်တော်မြင်သလောက်ကတော့ငါးနိုင်ငံအပြင်ရောက်လာပြီးငါမိဘရဲ့ငါဆွေမျိုးသားချင်းတွေငါရဲ့အုပ်ထင်းသူတွေရဲ့အပြင်ကနေအပြင်ရောက်လာပြီးငါနေစင်လို့နေလို့ရပြီဆိုပြီးတော့နေစင်လို့နေတဲ့လူတွေကျွန်တော်အများကြီးပဲကျွန်တော်တွေ့တယ်သိကြတယ်အဲ့လူတွေကအကြာကြီးရေရှည်ခံမှာမဟုတ်ဘူးအချိန်တန်ရွာကြီးပြန်သွားလို့ရှိရင်ငါအချိန်ကုန်ခဲ့တာနှမျောလိုက်တာဆိုပြီးတော့တောင်းတရနိုင်မဲ့လူတွေများတယ်အဲ့လူတွေတော့အဖြစ်မခံတော့bye bye